구나, 네요, 네. 군요, 네요는 존댓말이고 네, 구나는 반말이에요. 이것들이 무슨 뜻인지 아세요? 이 두 가지의 뜻은 뭐냐면 새로운 무엇을 보고 이렇게 알아고 생각하는 거예요. 그래서 어차피 같은 것이니까 오늘은 이 두 가지를 반말은 비교를 해볼 거예요. 그럼 우마리네 듣과 지지야. 나머지 우마리네 솔루션에 타바로 그리마 그리고 포인라이트 ဖွင့်လိုက်တဲ့အချိန်မှာဒီနေ့ရာသီဥတုရဲ့အခြေအနေကိုမြင်လိုက်ရတယ်။အဲ့တော့မြင်လိုက်ရတဲ့အခြေအနေမှာဒီနေ့ရာသီဥတုကအရန်ကောင်းနေတယ်။အဲ့ဆိုလို့ရှိရင်ဝါ 오늘 날씨 정말 좋구나 ဒီလိုသုံးလို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်ဝါ 오늘 날씨 정말 좋네 ဒါဆိုလို့ရှိရင်နှစ်ခုစလုံးရဲ့အဓိပ္ပာယ်အတူတူပဲ။အခုလက်ရှိကိုမျက်မြင်ကိုတွေ့လိုက်ရတယ်ပေါ့နော်ဒီနေ့ရာသီဥတုကောင်းတယ်ဆိုတဲ့ဟာမျက်မြင်ကိုတွေ့လိုက်ရတယ်။ဒါမျိုးပေါ့နော်။ Okay နံပါတ်1အနေနဲ့ကကြတော့ဒီ share တို့ကဒီနှစ်ခုကိုမေးခွန်းအနေနဲ့သုံးမယ်။မေးခွန်းအနေနဲ့သုံးမယ်ဆိုလို့ရှိရင်အဓိပ္ပာယ်လေးတစ်မျိုးတော့ဖြစ်သွားနိုင်တယ်။သူကကြတော့ဘာလဲဆိုတော့ထားပါတော့တကယ်ချင်းတယောက်ကငါညနေကြလို့ရှိရင်ခရီးသွားတော့မှာဒါဆိုလို့ရှိရင်နင်းဒါဆိုရင်ကားလက်မှတ်ဝယ်ရတော့မှာပဲဒါမို့လို့ရှိရင်လေယာဉ်လက်မှတ်ဝယ်ရတော့မှာပဲဒါမျိုးပြောမယ်။ဆိုလို့ရှိရင် BNK ဖြိုတို့စားရကကူနာလေယာဉ်လက်မှတ်ဝယ်ရတော့မှာပဲဒါမို့လို့ရှိရင် BNK ဖြိုတို့စားရကနဲ့နင်းဆိုရင်လက်မှတ်ဝယ်ရတော့မှာပေါ့ကိုယ့်ရဲ့ထင်မြင်ချက်ကိုဒီလိုပြောလိုက်တယ်။နောက်ထပ်တစ်ခုကကြတော့အတိတ်ပဲတစ်မျိုးဖြစ်သွားမယ်မိကိုမေးတာပဲဒါကကြတော့ဘလို့အခြေအနေဖြစ်သွားမလဲဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြောတဲ့အခြေအနေမျိုးဖြစ်သွားမယ်ဥမာ바쁘다더니 여행을 갔겠구나အလုံးရှုံနေတယ်ပြောပြီးတော့ခရီးသွားနိုင်တယ်နော်ဆိုပြီးတော့ဒီလိုပုံစံမျိုးဥပမာပြောမယ်ဆိုလို့ရှိရင်အခုခေတ်စကားဆိုရွဲ့ပြောတယ်လို့ဆောင်းပြောတယ်လို့ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒါမျိုးကိုလည်းဒီဂူနာရောနဲရောနဲ့ရောသုံးလို့ရတယ်နဲရောနဲ့သုံးမယ်ဆိုလို့ရှိရင်바쁘다더니 여행을 갔겠네မအားလဲပြောသေးတယ်ခရီးကြတော့သွားရနော်ဆိုအဲ့လိုပုံစံမျိုးအဲ့တော့ခုနာရောနဲရောနှစ်ခုစလုံးကအတိတ်ပဲအတူတူ자 그러면 이 두 가지의 뭐가 달라요 이제 우리가 이 두 가지의 차이점을 볼게요. အဲ့တော့ဥပမာအနေနဲ့မကြည့်ခင်သူတို့နှစ်ခုလုံးရဲ့အဓိပ္ပာယ်ကိုရှင်းမှာတော့ပြောခဲ့တယ်တချို့တို့က 새로운 무엇을 보고 이렇게 알아고 생각하는 걸로 ပြောခဲ့တယ်ဆိုတော့ဒီဟာကိုတချို့တို့ထားတော့စားတော့ဆိုင်တစ်ခုမှတချို့တို့သုံးလိုက်မယ်တကယ်ချင်းနှစ်ယောက်မှုသွားစားသူကခောက်ဆွဲတွေပါတယ်ကိုကခောက်ဆွဲတွေပါတယ်ဒါပေမဲ့သူကခောက်ဆွဲကိုစားလိုက်တဲ့အချိန်မှာ이 라면이 너무 매워요. 네 카우스에 연습다 배를 누가 뼈라이대. 애ချိန်မှာကိုကအဲ့ဒီခောက်ဆွဲဆက်သွားတာကိုသိရဲ့အချိန်မှာ이 라면이 맵구나 သုံးလိုက်တယ်အဆင်ပြေတယ်이 라면이 맵군요. 존댓말에သုံးမယ်အဆင်ပြေတယ် 그런데 이 라면이 맵네 သုံးလိုက်တယ်နဲနဲ့သုံးမယ်နဲရော်နဲ့သုံးမယ်ဆိုလို့ရှိရင်တော့လုံးဝမှားသွားပြီဘာဖြစ်လို့မှားသွားတာလဲဆိုတဲ့အခါကျတော့နဲရော်ဒီ तू ကလုံးဝကိုပဲ directly ကိုယ်တိုင်သိမြင်ခံစားပြီးရဲ့အခါကျမှဒါလည်းရင်သုံးလို့ရတဲ့အချက်ဖြစ်နေလို့နောက်တစ်ခုအနေနဲ့ရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်တငယ်ချင်းတယောက်ကတခြားတငယ်ချင်းတယောက်ရဲ့အကြောင်းကိုကိုယ်လာပြောမယ်ဥမာထားပါတော့ဖြူဖြူကနေပြီးတဲ့ခါကျနီနီရဲ့အကြောင်းလာပြောတယ်နီနီကဒီလိုပဲလို့ပြောတဲ့အချိန်မှာကိုကတိသွားတယ်အဲ့ချိန်မှာ그렇구나အဲ့လိုကိုသုံးလို့ရတယ်그렇군요အဲ့လိုကိုဆိုပြီးတော့သုံးလို့ရတယ်ဒါပေမဲ့그렇네 သုံးလိုက်မယ်그렇네요 သုံးလိုက်မယ်မရပါဘူးအဲ့လိုအချိန်မျိုးမှာဆိုနဲရော်နဲ့သုံးလို့မရဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်ကအဲ့ဒီနီနီရဲ့အကြောင်းကိုသိတာမဟုတ်ဘဲနဲ့ဖြူဖြူကပြောလို့နီနီရဲ့အကြောင်းကိုသိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်မျိုးမှာ reaction သုံးချင်တယ်ဆိုလို့ရှိရင်ဒီနဲရော်နဲ့သုံးလို့မရဘူးအဲ့တော့ 군요 နဲ့နဲရောဂူနာနဲ့နဲဒီနှစ်ခုရဲ့ကွာခြားချက်ကအဲ့ဒါပါပဲဒီလိုအခြေအနေမျိုးတွေကိုယ်တိုင်တွေ့ကြုံခံစားရတဲ့အခြေအနေမျိုးတွေမှာသုံးချင်တယ်ဆိုလို့ရှိရင်တော့နဲရောအဓိကထားပြီးတော့သုံးအဲ့လိုမဟုတ်ဘဲနဲ့သူများပြောလိုက်တဲ့ဟာကိုကတိသွားပြီးတော့ reaction ပေးချင်တယ်ဆိုလို့ရှိရင်တော့ 군요 နဲ့သုံး 그럼 지금 이 두 가지의 차이점을 이해되셨어요? 자 여러분 오늘은 제가 이번 영상에서는 군요, 구나, 네요, 네 이 두 가지의 차이점을 비교해 봤어요. 아주 비슷하게 쓰기도 하는데 조금은 차이가 있죠. 여러분도 이 두 가지를 아주 잘 쓰면 한국 사람처럼 자연스럽게 말할 수 있어요. 다음 궁금한 거 있으면 댓글에 달아주세요. 우리는 다음 영상에 또 만나요.